ပြီးမိုင်မှာ promotion ရှိလားနော်ပြီးလို့ရှိရင်ကြိုတင် booking ယူရလာလို့မေးနေတယ်ကျွန်တော်တို့ရဲ့ customer တွေအတွက်ကိုကျွန်တော်ဒီနေ့လာပြောပေးတာဖြစ်ပါတယ်ရှိပါတယ်ဘာ promotion လဲဆိုတော့ကျွန်တော်တို့သပင်ဖြောင်းလို့ရှိရင် treatment free ရမယ်နော်လေဆာပစ်တာ free ရမယ်ဆေးဖြောင်း free ရပါတယ်နော်ပြီးလို့ရှိရင်ကြိုတင် booking ယူရပါတယ်လူအရမ်းများလို့ကျွန်တော်တို့တရက်ကိုဘလောက်ဆိုပြီးကျွန်တော်တို့ချိန်ထားပါတယ်ဗောနော်အားကြောင့်မလို့ဖုန်းလေးကြိုဆက်ပေးပါကျွန်တော်ဖုန်းနံပါတ်လေးလည်းချထားပေးပါမယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဆိုင်မှာကျွန်တော်ဆိုင်ကမြန်မာဝန်ထမ်းတွေလည်းရှိရယ်ထိုင်းဝန်ထမ်းတွေလည်းရှိတဲ့အတွက်ဘာမှစိုးရိမ်ရမလို့ပါဘူးလာခဲ့လို့ရပါတယ်ထိုင်းစကားဘယ်ပြောချင်တယ်ဆိုလဲရတယ်မြန်မာစကားပြောချင်တယ်ဆိုလဲရပါတယ်ပြီးလို့ရှိရင်တော့ဆိုင်လိပ်စာကိုမေးနေတဲ့သူတွေပေါ့နော်ကျွန်တော်တို့ဆိုင်လိပ်စာကဘန်ကပိဈေးရဲ့အရှိပေါ့နော်မြန်မာချင်းဆိုင်လမ်းဘက်မှာပြီးလို့ရှိရင်လမ်းမကြီးရဲ့ဘေးမှာပဲလက်ဖရောင်း146မြေတောင်1ရဲ့ဂျားထဲမှာပဲเนาะဒီကျွန်တော်ဂျားဆိုတာပေါ့เนาะလင်းတို့လမ်းဂျားထဲဝင်စရာမလိုပါဘူးကျွန်တော်တို့ကလမ်းမကြီးရဲ့ဘေးမှာပါပဲဟိုဘက်မှာဆိုရင်ဘန်ကပိမြန်မာဈေးရှိရပေါ့เนาะကျွန်တော်တို့ဒီဘက်မှာကျတော့လက်ဖရောင်း